ရင်ထဲကအနာများဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လူတွေဘဝတတန်တစ်လျှောက်လုံးမှာကိုဘဝခရီးလျှောက်လန်းကြတဲ့အချိန်မှာကောင်းတာတွေကြုံကြတယ်လို့ဆိုးတာတွေလည်းကြုံခဲ့ကြတာပဲလောကီလူသားတွေနဲ့ရင်ဆိုင်ရတာဆိုတော့ကိလေသာတွေနဲ့ထူပြောနေတဲ့လူတွေနဲ့ပဲတွေ့ရမယ်လောဘကြီးတဲ့သူတွေဒေါသကြီးတဲ့သူတွေမာနကြီးတဲ့သူတွေအတ္တကြီးတဲ့သူတွေမနာလိုဝိတ္တမစ္စရိယကြီးတဲ့သူတွေအညိုကြီးတဲ့သူတွေအမုန်းကြီးတဲ့သူတွေစသဖြင့်ဒီလိုလူတွေနဲ့ရင်ဆိုင်မယ်ဆိုရင်တော့စိတ်မကောင်းစရာတွေစိတ်ဆင်းရဲစရာတွေဘဝရဲ့ဒဏ်ရာတွေဒါတွေရကြပေမဲ့လို့ဘဝဆိုတာကလည်းရှောင်လွဲသွားလို့ရတာမျိုးကသိမရှိတတ်တော့ထိတ်တိုက်တွေ့ကြရတယ်ဒီလိုထိတ်တိုက်တွေ့တဲ့အချိန်မှာကိုယ်မှရွေးချယ်စရာမရှိဘူးလောဘကြီးတဲ့သူနဲ့တွေ့တော့လေရင်ဆိုင်ရတာပဲဒေါသကြီးတဲ့သူနဲ့တွေ့တော့လေရင်ဆိုင်ဖြေရှင်းရတာပဲမနာလိုအိတ်သာမစ္စရိယကြီးတဲ့သူနဲ့တွေ့တော့လေတတိဝရိယနဲ့ဆက်လျှောက်ရတာပဲမာနကြီးတဲ့သူတွေနဲ့တွေ့တော့လေတတိထားပြီးတော့ဆက်ဆံရတာပဲအညိုကြီးတဲ့သူတွေနဲ့တွေ့ရင်လေတတိထားပြီးတော့သွားရတာပဲကိုယ့်ဘာသာကိုဘလို့နေနေမုန်းတဲ့သူကမုန်းတာပဲကိုယ့်ဘာသာကိုဘလောက်ကောင်းတာတွေပဲလုပ်မနာလိုတဲ့သူကလိုတာပဲအဲ့တော့အကောင်းကြီးပဲကြုံပြီးတော့သွားကြရတာမဟုတ်စိတ်ထိခိုက်စရာတွေစိတ်ထဲမှာဒဏ်ရာဖြစ်သွားစေတဲ့အရာတွေဒီအရာတွေကိုကြုံကြရတယ်ကိုမကြုံခြင်းပဲမဲ့လို့သူများကပေးနေတာပဲအဲ့တော့ကိုနဲ့အတူပတ်သက်ရတဲ့သူတွေလောဘသားတွေပဲဆိုတဲ့အခါကျတော့သူတို့အကျိုးတွေတွက်လာကြပြီဆိုရင်ကိုအကျိုးကိုဖြတ်လာကြတာပဲဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်တော်နေရာဖြစ်တော်၎င်းသူတို့တွေအဲ့ဒီလိုမျိုးကိုယ့်အပေါ်မှာပြုမှုလာတဲ့အခါစိတ်ထဲမှာဒဏ်ရာတွေရလာကြတယ်ကိုကောင်းအောင်နေရတာနဲ့သူဘာလို့ကိုယ့်ကိုဒီလိုလုပ်တာလဲကိုဒုက္ခရောက်နေတာကိုမကြည့်ပဲနဲ့ပို့ပြီးတော့ဒုက္ခရောက်အောင်လုပ်ရတယ်ကိုအကိုညီလိုနေရတာနဲ့ဥပက္ခပြုထားရတယ်စသည်ဖြင့်အဲ့ဒီလိုစိတ်ထဲမှာနာမိတာတွေရှိကြတာပေါ့မရင်ကျက်တဲ့အချိန်မှာတော့ဒါတွေကနာစရာတွေပဲအဲ့တော့ကိုစေတနာထားပေမဲ့ကိုယ့်ပေါ်မှာစေတနာမထားလို့ကိုကအကောင်းပြောပေမဲ့သူကကိုယ့်ပေါ်မှာအပြစ်မြင်လို့အဲ့တော့နောင်မပတ်သက်တော့ဘူးစသည်ဖြင့်ပေါ့ဒီလိုလူမျိုးကိုတသက်မကြည်ဘူးစသည်ဖြင့်စိတ်ထဲမှာအနာတွေဖြစ်တယ်ငါဒုက္ခရောက်တဲ့အချိန်မှာငါပေါ်မှာဒီလိုလုပ်တယ်ငါပေါ်မှာဒီလိုပြုမှုတယ်ငါပေါ်ဒီလိုစကားလုံးမျိုးပြောရက်တယ်နားတဲ့ဘက်ကတွေးမယ်ဆိုရင်နာစရာတွေကြီးပဲရင်ထဲမှာအနာတွေအများကြီးပေါ့အဲ့တော့တကယ်တမ်းရင့်ကျက်လာတဲ့အချိန်ကျတော့တွေးမိလိမ့်မယ်လောကကြီးမှာကိုကလွဲလို့ကိုအပေါ်မှာရာခိုင်နှုန်းပြည့်စေတနာထားပြီးတော့နားလည်ပေးတယ်ဆိုတဲ့လူကမရှိဘူးကိုချင်းစာလည်းပေးတယ်ဆိုပေမဲ့လို့သူ့ရဲ့အကျိုးကိုတစ်ချက်ထိလိုက်တာနဲ့ကိုယ့်ပေါ်မှာစိတ်ပြောင်းသွားတာမျိုးတွေကြီးပဲဒါကသေသေးချာချာလေ့လာကြည့်မှသိလိမ့်မယ်မိဘနဲ့သားသမီးတောင်တစ်ခါတလေတွေ့လိမ့်မယ်မိဘကအမြဲတမ်းသားသမီးအပေါ်မှာစေတနာမကောင်းနိုင်တော့ဘဲနဲ့သားသမီးကြောင့်စိတ်ဆင်းရဲတာများလာတဲ့အခါမျိုးစသဖြင့်ဥပေက္ခပြုသလိုဖြစ်လာတတ်တာတွေတွေ့ရလိမ့်မယ်ဒါဟာရေပုံရောက်ကိုပြောတာအဲ့တော့ကိုယ်မိသားစုအချင်းတဲမှာတောင်မှကိုယ်ပေါ်မှာအမြဲတမ်းမကောင်းနိုင်တာတွေရှိတယ်ဆိုတော့လောကလူသားများသို့မဟုတ်တတ္တဝါများဆိုတာဟာလောဘနဲ့တိဆောက်ထားတာအတ္တနဲ့တိဆောက်ထားတာဒါကြောင့်မလို့အမြဲတမ်းသမာသမတ်ကြမှာမဟုတ်ဘူးကိုယ်သာလျှင်ကိုယ့်ရဲ့အနာဂတ်အတွက်ကိုယ်သာလျှင်ပင်ပန်းခံပြီးတော့ကြိုးစားရမယ်အခက်အခဲရှိရင်
ဒီအခက်ခဲကိုတတိရှိရှိရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရမယ်အဟံတားရှိရင်အဲ့ဒီအဟံတားကိုကျော်ဖြတ်နိုင်အောင်ပဲဤမျိုးစုံသုံးပြီးကြိုးစားရမယ်စိတ်ဆင်းရဲအောင်တွေလှုပ်လို့ရှိရင်လည်းအဲ့ဒီစိတ်ဆင်းရဲမှုတွေကိုဥပိ္ပခာပြုထားနိုင်အောင်ကြိုးစားပြီးကိုယ်ပန်းနိုင်မပြောက်အောင်ပဲဆက်လျှောက်ရမယ်ဘယ်လိုအနောက်ရှက်မျိုးပဲဖြစ်လာပါစေကိုတယောက်တည်းမှဒီလိုဘဝမျိုးကိုကြုံတာမဟုတ်ဘူးလူတိုင်းဟာဒီနေ့အတိုင်းပဲတစ်မျိုးမဟုတ်တစ်မျိုးကြုံကြတာကြီးပဲဒါကြောင့်ကိုဘဝခရီးကိုတော့ဖြောင်းအောင်ဆက်လျှောက်မယ်အဲ့ဒီလိုစသည်ဖြင့်ကိုလမ်းကိုဖြောင်းအောင်သာလျှောက်မယ်သူတော်ဘာဘယ်လိုပဲဖြစ်နေပါစေလောကီလူသားတွေဖြစ်တဲ့အတွက်ကြောင့်6ဖြစ်ခင်တဲလဲစင်တော့ကြုံရမှာမဟုတ်ဘူးလို့နားလည်ပေးလိုက်ရင်နေပြောသွားတယ်ဘဝကလည်းခဏလေးအသက်ရှင်ကြတာတည်တည်ချာချာစဉ်းစားကြည့်မယ်ဆိုရင်တည်သွားတော့လည်းဘာမှယူသွားလို့မရကိုယ်အနာတက်ရှိတွေတက်မဲ့တွေကိုဘလောက်တွေ့တာဒီနေ့လက်ထဲမှာရှိပြီမဲ့မနှက်ပြန်ကြကိုလက်ထဲမှာရှိခြင်းမှရှိတော့တာဘယ်အရာကိုမှလည်းလက်စုပ်လက်ကင်ပြပြီးတော့ငါအတွက်ဒါထာဝရငါပိုင်တာလို့ပြောလို့ရတာဘာမှမရှိကိုအသက်တောင်မှဒီနေ့ရှင်နေပြီမဲ့မနှက်ပြန်ဘာဖြစ်မယ်မှမသိအဲ့ဒီလောက်ကိုမရေရာတော့မသေးချတော့လောကဒီလိုမရေရာမသေးချတဲ့လောကမှာဒီနေ့တနေ့ကိုအဖြူစင်ဆုံးဖြစ်အောင်ဒီနေ့မဖြူစင်သေးရင်မနှက်ပြန်ပို့ပြီးတော့ဖြူစင်လာအောင်ဒီနေ့စိတ်ဓာတ်ကမရင်ကျက်သေးရင်မနှက်ပြန်မှာဒီထက်ပို့ပြီးတော့ရင်ကျက်လာအောင်ဒီလိုပဲကိုပဲအာယုံစိုက်ပြီးတော့ကြိုးစားသွားကြရတယ်စိတ်ထဲရှိတဲ့တရားတွေပြန်တွေးပြန်တော့ရှေ့ဆက်လျှောက်လို့မရဘဲနဲ့စိတ်ဆင်းရဲမှုတွေပိုပြီးလာတာပဲအဖတ်တင်အဲ့တော့ဘလောက်ပဲနာကြည့်စရာတွေရှိခဲ့ရင်ထဲမှာတရားတွေဘလောက်ပဲများနေအခုလက်ရှိအချိန်ကမနှက်ပြန်အတွက်စူးစမ်းလို့အကောင်းဆုံးအချိန်ပဲမနှက်ပြန်တိုင်းအတွက်ဒီနေ့တိုင်းဟာကိုယ့်လက်ထက်မှာအခွင့်အရေးအပြည့်ရှိတဲ့နေ့တွေပဲအဲ့တော့တရားတွေကိုမေ့ထားအဲ့ဒီတရားတွေကိုအလုတ်ကိုအာယုံဆိုင်လုပ်ရင်းနဲ့မေ့ပြောက်ပြေဒီတရားတွေကိုကုစားနိုင်ဖို့အတွက်ကိုအရေးချင်းတွေပို့ပြီးတော့ပြေလာအောင်ကြိုးစားတနေ့တိုင်းကိုအတိတ်ပဲရှိစွာသာရှင်သန်စိတ်ထဲမှာမကောင်းတဲ့စိတ်နည်းနည်းလေးမှဝင်မလာအောင်တနေ့ပြီးတနေ့ကိုစိတ်ကိုဆေးသွားချလာရင်ကိုဘဝနဲ့ကိုအတိတ်ပဲပြည့်စုံလာလိမ့်မယ်ချမ်းသာခြင်းမချမ်းသာခြင်းထက်စိတ်ချမ်းသာခြင်းကိုတော့ရလာမှာအမှန်ပဲအဲ့တော့စိတ်ထဲမှာရှိတဲ့ဒဏ်ရာတွေကိုအစာပြန်မဖော်နဲ့မေ့နိုင်အောင်ကြိုးစားလက်ရှိအချိန်မှာအတိတ်ပဲရှိတာတစ်ခုခုကိုလုံးကိုယ်စိတ်ကိုအေးချမ်းစေမဲ့ဘာဝနာတွေကိုအမြဲပွားမနှက်ပြန်ဆိုတာမသေးကြဘူးမသေးကြတဲ့မနှက်ပြန်အတွက်လည်းမလောင်ကျွမ်းလဲပြီးသွားတဲ့အတိတ်တွေအတွက်လည်းမပူဆွေးနဲ့လက်ရှိအချိန်မှာအကျိုးရှိဆုံးအလုပ်တစ်ခုခုကိုလုပ်ပြီးတော့အထိပ္ပယ်ရှိတဲ့ဘဝတွေပိုင်အောင်ကြိုးစားပါလို့တိုက်တွန်းပါတယ်အားလုံးကဘာသူကဘာသားအပေါင်းဘေးကင်းအေးချမ်းပျော်ရွှင်၍အောင်မြင်ကြပါစေ